တာချလိမ့်မျိုးလောက်ကခရိုင်မှုဦးမင်းနိုင်ဦးနဲ့တရားလောက်ကအရာရှိဦးမမောင်ဦးတို့ဟာတရုတ်လူမျိုးတွေနဲ့တရားပေါ်ဖြတ်တန်းတဲ့သူတွေကိုငွေကြေးတောင်းခံမှုတွေကိုလက်စားပြီးမျက်ွယ်ပြုထားတယ်လို့သိရပါတယ်။တာချလိမ့်တရားတက်မှာရှိတဲ့လောက်ကတွေဟာပုံမှန်မဟုတ်တဲ့ဖြတ်တန်းသွားလာခွင့်တွေအတွက်ဗတ်တောင်းချီရယူပြီးဖြတ်တန်းခွင့်ပြုနေကြပြီးတော့အဓိကပါဝင်နေသူတွေဟာတရားလောက်ကအရာရှိဦးမမောင်ဦးဖြစ်တယ်လို့သတင်းရင်းမြစ်သူကပြောပါတယ်။တာချလိမ့်တရားကို passport စာအုပ်နဲ့ဖြတ်တန်းသွားလာခွင့်ကိုဇူလိုင်လ15ရက်မှာပြန်လည်ရရှိပြီးဈေးနှုန်းကတဦးကိုဘတ်2000ကနေ3000ကြားဈေးပေါက်တယ်လို့သိရပါတယ်။ခရိုင်လောက်ကမှုဖြစ်တဲ့ဦးမနိုင်ဦးကလည်းတာချလိမ့်မြို့နယ်အတွင်းကတရားမဝင်တရုတ်နိုင်ငံသားတွေထိုင်းနိုင်ငံသားတွေဝင်ရောက်နေထိုင်နေတာကိုလစဉ်ကျေးယူပြီးပြုထားသလိုတရားပေါ်ကအရေးကိစ္စများမှလည်းမျက်ွယ်ပြုထားတယ်လို့သိရပါတယ်။တာချလိမ့်တစ်မျိုးတည်းတွေမကလည်းရွှေလောက်ကတ်တွေတတ်ထုလောက်ကတ်တွေမှာတရုတ်တွေအများကြီးဝင်ရောက်လုပ်ကိုင်နေကြပြီးထိုင်းတွေလည်းရောက်ရှိနေပေမဲ့လာဝကဘာမှမလုပ်ဘူးလို့သတင်းရင်းမြစ်သူကပြောပါတယ်။ထိုင်းမြန်မာနယ်စပ်အမှတ်1ချစ်ချီတာဝန်ကျလာဝကတွေဟာထိုင်းနိုင်ငံမဲဆိုင်ဘက်ကိုယာယီနယ်စပ်ဖြတ်ကျော်သွားလာသူတွေစီကနေလည်းဖြတ်တန်းခွင့်အတွက်ငွေတောင်းကျပ်နေကြတယ်လို့ဒေသခံတွေကပြောဆိုထားပါတယ်။